Neither Alaya yet. The Haru to Magendazu, Cartasine, Yobin Baku, Pioguesa Tolagajare. Cabo Male, Pio Mugi, the Chinu Soja, No Jani, Pio Shuni Jari. Dane, Lankula Dania Yama, Kanana, Sailor Sun Taujavi, Key said Lagajavia. Aima, Yubi and Dania Yama, Gaga Pieto. The Haruria, Tangajan the Yoga, Nene Papa Piendato, Hodi Kalichi. Danebe, Pienmayado somewhere. Well, I repeat the UV, and Naga, a Sao Ui Hongmawe, Tauja, Saja me Subi, Tolagajari. Lungere Soro, a Jaulanle, take Shibum Yabu. Dane, a Sao Ui Legawa Mading, the Haga. The low soaked a Sao Uimia, Tania Diregua, Piet like Ada Ve Subi, pure like day. Danebe, Portabu Yola, a Canigale, Mom Many. ထွက်လိုက်ချီကလည်းလူထန်ကြားလို့ထွက်ပြေးကုန်ကြတယ်။သူတို့ဟဲ့ကတယောက်ကတော့ဟဲ့ကောင်တွေဖြစ်ပါမလားကွာအခန်းတွေကလည်းကျွတ်စင်ကြီးတွေတော့ကြာတရေတွေပါတွေလာ6နေဦးမယ်ဆိုပြီးပြောလိုက်တယ်။ဒီလိုနဲ့သူတို့လည်းအခန်းလွတ်တစ်ခုတည်းဝမ်းပြီးပါလာတဲ့အရက်ဘီယာတွေတောက်ပြီးပေါက်တက်ကြရတွေလူငယ်တဘာဝပြောကြတာပေါ့။ရီလိုက်မိုးလိုက်နဲ့အတော်လေးရောက်ရှိနေပြီ။ထို့အချိန်အပေါ်ထက်မှအမျိုးသမီးနူလမ်းလျှောက်သွားတန်းကိုသူတို့အားလုံးကြားလိုက်တာကြောင့်အပေါ်ထက်ကိုအမှတ်မထင်ပဲအားလုံးမော့ကြည့်လိုက်ကြတယ်။ဒါနဲ့သူတို့လည်းစိတ်ထင်လာဖြစ်မှာပါကွာဆိုပြီးပြန်ဆက်တောက်နေလိုက်ကြတယ်။ရေချင်းအတော်လေးလည်းကြိုက်နေပြီဆိုတော့တချင်းဒီစုခုံပေါက်မြူလူကြသည်တိဟတို့အုပ်စုအတော်ပျော်နေခဲ့ကြတယ်။ဒါနဲ့တီးရလည်းအပေါ်သွားချင်တာနဲ့အပေါ်တက်ကတွေ့တဲ့ဆောင်းပေါ်ကိုတက်လာလိုက်တယ်။အပေါ်သွားနေတော့အနောက်ကနေရီတန်ကြားလိုက်ရတော့တီဟာအတော်လန့်သွားတယ်။ဒါနဲ့လေသူပြန်အစင်းလာမှအခင်းတစ်ခုတည်းမိန်းကလေးတစ်ယောက်ကတင်းပေါ်မှာအိတ်နေတာကိုသူရုတ်တရက်တွေ့လိုက်တယ်။တော်လေးလမူးနေတာကလည်းတချောင်းနဲ့သူကကတင်းသားကိုမဝတ်မရဲနဲ့လာလိုက်တယ်။အဲ့မှာသူမထင်ထားတဲ့ကြောက်စရာမျက်နှာကြီးမြင်တော့လန့်ပြီးထွက်ပြေးကတင်းအောက်ကလက်တစုံကသူ့ခြေထောက်တွေကိုလှမ်းဆွဲထားလို့အတင်းယုံကန်ပြီးထွက်ပြေးခဲ့ရတယ်။အောက်ရောက်တော့သူ့တငယ်ချင်းတွေကိုဖြစ်ချောင်းကုံစင်ပြောပြတော့တငယ်ချင်းတွေကမယုံပဲမင်းမူးနေလို့ထင်ရမြင်ရရှောက်မြင်နေတာပါကွာဆိုလို့စကားများကြသေးတယ်။ဒါနဲ့သူတို့လည်းလေးသားဆောင်တကားဝမှာလာသာနေကြကြည့်ရင်စင်းနေတော့စကားပုံနေကြတော့မှာပဲ။ဟောက်ကချံဝင်းတွေကလည်းအတန်လက်ကြီးတွေပေါ်လာကိုကြားလိုက်နေကြတယ်။သူတို့လည်းအတော်လေးလန့်သွားပြီးဒီဆောက်ဦးတွေကနေထွက်ဖို့ဆုံးဖြတ်လိုက်ကြတယ်။မင်းသူရေချူးနေစင်ပါပဲမှန်လဲကနေရုတ်တရက်တရေမတကောင်ကဘွားကနေပေါ်လာချင်းသူနှံ့သွားတယ်တစ်ဆက်တည်းမှာပဲတရေမကမင်းသူရဲ့လေဘင်းတွေကိုအတင်းဆွဲဖက်ထားလိုက်တယ်သူလည်းအတင်းယုံကန်တော့ပြေးရင်မှုန်နေတော့မမြင်ရပဲတိုက်ရင်ဝရဏဘောကနေပြုတ်ကျသိဆုံးသွားခဲ့ရတယ်ဒါနဲ့အပြင်မှာဖြုတ်ကျတဲ့အတန်ကြားလို့ထက်ကြည့်ပြီးပြန်ဝင်အလာမှာမထင်မှတ်ထားတာတွေမြင်လိုက်ရပြန်တယ်တီဟတ်ထအသက်ခံလိုက်ရပြန်ပြီအဲ့မှာကြော်တယောက်ငါကောဒီအင်ကြီးတွေကလွတ်ပါမလားတွေးရင်ခြောက်ချလာလဲအဲ့မှာသူလေအိမ်ထဲကနေအပြင်ကိုကြောက်ကြောက်နဲ့ထားပြီးထိုတီးတရဲမှလည်းသူ့နောက်ကိုပြေးလိုက်ရင်နောက်ဆုံးတော့ကြော်လဲသူ့တန်ငယ်ချင်းနေလို့ပဲ setting မလာကြရထွားရှာပဲနောက်ထပ်ဗီဒီယိုလေးတွေကိုဆက်လက်အားပေးရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ